YouTube ပရိသတ်များအားလုံးမင်္ဂလာပါဂေါရမမြတ်စွာဘုရားရှင်လက်ထက်တော်အခါကတရာပပိဇိတဟူသောဣတိတိဘွယ်ထူးဖြင့်ချီကျူးဂုဏ်ပြုခြင်းခံခဲ့ရတဲ့မထေရတစ်ပါးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဟိုးရှေးလွန်လေပြီးသောကဘာတသိန်းအထက်ကရှင်ရထပါလမထေရအလောင်းလျာနဲ့အရှင်ရာဟုလာအလောင်းလျာတို့ဟာဟန်တာဝရီတိုင်းနိုင်ငံတော်ကြီးမှာအလွန်ချမ်းသာကြွယ်ဝတဲ့တထေးတကြွယ်ကြီးများဖြစ်ခဲ့ကြပါတယ်တကြွယ်နှစ်ဦးဟာမိဘများကွယ်လွန်သွားကြတဲ့အခါကျွေးကြရသောရွှေငွေဥစ္စာယရနာများကိုကြည့်ပြီးငါတို့၏မိဘဘိုးဘွားဘီပင်တို့သည်ရွှေငွေဥစ္စာယရနာများကိုရအောင်သာရှာဖွေနိုင်ခဲ့ကြပြီးတေလွန်သည့်အခါယူဆောင်မသွားနိုင်ခဲ့ကြချေငါတို့သည်ဤပစ္စည်းဥစ္စာများကိုနောင်တမလွန်သို့ပါအောင်ဆောင်ယူရန်တင့်ပြီဟုတရိတံဝေကညံဖြစ်ပေါ်ပြီးကြီးကျယ်လှစွာသောအလှဒါနာများကိုပြုလုပ်ခဲ့ကြပါတယ်တနေ့မှာတော့တကြွယ်နှစ်ဦးဟာမြို့ပြင်ထွက်လာရင်တကူအဘိညာဉ်ရယသိနှစ်ပါးကိုဖူးတွေ့ခဲ့ရပါတယ်တကြွယ်နှစ်ဦးတို့ဟာယသိတို့ကိုအလွန်ကြီးညိုလာတဲ့အတွက်၎င်းတို့၏နေအိမ်အသီးသီးကိုပင့်ကာစွန်ဘောစဉ်စက်ကလှူဒန်းပြီးကိုးကွယ်ခဲ့ကြပါတယ်ယသိတစ်ပါးဟာတကူအဘိညာဉ်ကိုသုံးပြီးတာဝရိန္ဒနတ်ပြည်သို့ကြွရောက်ကာတေရိတကအမည်ရတဲ့နတ်ဗိမာန်မှာတရင်သုံးလေရှိပါတယ်နတ်ပြည်မှာပြန်ကြွလာတိုင်းစွန့်လို့ကျွေးတဲ့တကားတကြွေကိုတရားမင်းဤစီးစိမ်ချမ်းသာများအကြောင်းပြောကြားပြီးတရားမင်းအဖြစ်ကိုဆူတောင်းဖို့အမြဲမိန့်ကြားလေရှိပါတယ်တကြွယ်တကားလည်းယသိဤစကားကိုကြားရလေလျင်ကောင်းမှုပြုတိုင်းတရားမင်းဤဘုံဗိမာန်ကိုအမြဲမပြတ်စိတ်ညွတ်ထားလိရှိခဲ့ပါတယ်အခြားယသိတစ်ပါးကတော့တကူအဘိညာဉ်ဖြင့်မဟာသမုဒ္ဒရာမှပထဝေနရမြည်သောနဂါမင်းဤဘုံဗိမာန်မှာအမြဲမပြတ်တရင်သုံးလိရှိပါတယ်နဂါပြည်မှပြန်ကြွလာတိုင်းဆွန့်လို့ကျွေးတဲ့တကားတကြွေကိုနဂါမင်းဤစီးစိမ်ချမ်းသာများအကြောင်းကိုပြောကြားပြီးနဂါမင်းဘဝကိုဆူတောင်းဖို့မိန့်ကြားလိရှိပါတယ်တကြွေတကားလည်းယသိဤစကားအတိုင်းနဂါမင်းဤဘဝကိုအမြဲစိတ်ညွတ်နေလိရှိပါတယ်တကြွေနှစ်ဦးတို့ဟာထိုဘဝမှာစုတည်ခဲ့တဲ့အခါမိမိတို့စိတ်ညွတ်ခဲ့ကြတဲ့အတိုင်းရှင်ရထပါလမထေရအလောင်းလျာတကြွေကတာဝရိန္ဒနတ်ပြည်မှာတရားမင်းဖြစ်လာခဲ့ပြီးအရှင်ရာဟုလာအလောင်းတကြွေကတော့ပထဝေန္ဒရမြည်သောနဂါပြည်မှာနဂါမင်းကြီးဖြစ်လာခဲ့ပါတယ်ပထဝေန္ဒရနဂါမင်းဟာသူ့ရဲ့အဖြစ်ကိုပြန်ကြည့်ပြီးနှလုံးမသားမရာဖြစ်ခဲ့မိပါတယ်ဒီအခါမှာနဂါမင်း၏ကိုခန္ဓာသည်နဂါကိုခန္ဓာအတဘောမှနတ်လူလင်အသွင်သို့ပြောင်းလဲသွားခဲ့ပါတယ်အလွန်ချုံမောလှပတဲ့နဂါကချီတဲ့များကလည်းနတ်သမီးများအသွင်နဲ့နဂါမင်းကြီးကိုနတ်ဒူရိယာများဖြင့်တိမှုတ်ကပြဖြောပြီးကနဂါမင်း၏စီးစိမ်ကိုကြီးကျယ်ခမ်းနားစွာခံစားခဲ့ရပါတယ်စတုမဟာတဲ့နတ်မင်းကြီး၄ပါးတို့ဟာတာဝရိန္ဒနတ်ပြည်မှာတရားမင်းကို15ရက်လျင်တစ်ကြိမ်တွားရောက်ပြီးတော့စီကတ်ခါစားကြရလိရှိပါတယ်တနေ့သောအခါမှာပထဝေန္ဒရနဂါမင်းကလည်းဝိရုပက္ခနဂါမင်းနဲ့အတူတရားမင်းကြီးကိုစီကတ်ခါစားရန်တွားရောက်ခဲ့ပါတယ်အတိတ်ဘဝကကောင်းမှုပြုဘက်မိတ်ဆွေဖြစ်ခဲ့တဲ့တရားမင်းဟာပထဝေန္ဒရနဂါမင်းကိုအဝေးမှပဲမှတ်မိသိရှိခဲ့ပြီးမိတ်ဆွေအဘယ်ဘုံဌာန၌ဖြစ်ပြီးသည်နည်းဟုမင်းမြန်နှုတ်ဆက်ခဲ့ပါတယ်ပထဝေန္ဒရနဂါမင်းကမိမိသည်ရင်ဖြင့်တွား၍ကျက်စားရသည့်နဂါဘုံ၌ဖြစ်ရပါသည်အသင်တရားမင်းသည်မိတ်ဆွေကောင်းကိုအရတော်ခဲ့ပေစွာဟုပြန်လည်ပြောကြားခဲ့ပါတယ်ထိုအခါမှာတရားမင်းကအဆွေနဂါမင်းသင်သည်မလျော်သောဘုံဌာန၌ဖြစ်ရပေသည်ဟုနှလုံးမသားမရာမဖြစ်ပါနဲ့ယခုအခါလူပြေမှာဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ပွင့်ထွန်းနေပြီဖြစ်ပါတယ်သင်သည်မြတ်စွာဘုရားရှင်အားစီးကပ်၍အဓိကာရကောင်းမှုကိုပြုကာဤတရားမင်းဘုံကိုတောင့်တပါလောငါတို့နှစ်ဦးသားချမ်းသာစွာနေကြကုန်အံ့ဟုအကြံပေးစကားပြောကြားခဲ့ပါတယ်ပထဝေန္ဒရနဂါမင်းဟာတရားမင်း၏အကြံပေးချက်အတိုင်းဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုမိမိ၏နဂါဗိမာန်သို့ပင့်ဖိတ်ပြီးနဂါပရိသတ်နှင့်အတူပူဇော်ဝယ်ဝတ္ထုအစုစုဆက်ကပ်လှူဒန်းဖို့စီမံခဲ့ပါတယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ဟာနဂါမင်း၏ပင့်လျှောက်မှုကိုလက်ခံပြီးပိဋကတ်သုံးပုံဆောင်ပရိတံပိတာပတ္တဆက်လာဘိညယဟန္တာများခြံရံကာနဂါမင်း၏ဘုံဗိမာန်ကိုကောင်းကင်ခရီးမှအပူဇော်ခံကြွရောက်လာခဲ့ပါတယ်မြတ်စွာဘုရားရှင်၏သားတော်ခုနှစ်သားတာမဏေငယ်လေးဖြစ်တဲ့ဥပယေဝရဟာလည်းယဟန္တာများ၏နောက်ဆုံးမှကြွချီလိုက်ပါလာခဲ့ပါတယ်ပထဝေန္ဒရနဂါမင်းဟာမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်များကို9ရက်ပတ်လုံးကြီးကျယ်မွန်မြတ်စွာလှူဒန်းပူဇော်ခဲ့ပါတယ်အထူးသဖြင့်မြတ်စွာဘုရား၏သားတော်ဥပယေဝရတာမဏေငယ်ကိုအလွန်ကြည်ညိုသွားခဲ့ပြီးပထဝေန္ဒရနဂါမင်းဟာတရားမင်းအဖြစ်ကိုစုမတောင်းတော့ပဲနောင်ခါပွင့်တော်မူမိဖရာတဆူစုဤသားတော်အဖြစ်နှင့်
နိဗ္ဗာန်ကိုဝန်ဆံရပါလိုကြောင်းဆုတောင်းခဲ့ပါတယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်မှတင်နဂါမင်းသည်ဂေါရမမြတ်စွာဘုရား၏သာသနာတော်ဝယ်ရာဟုလာမည်သောဘွဲ့နာမဖြင့်မြတ်စွာဘုရား၏သားတော်ယဟန္တာတဆူဖြစ်လိမ့်မည်ဟုသောဗျာဒိတ်စကားကိုမိန့်ကြားတော်မူခဲ့ပါတယ်ပထဝီနရနဂါမင်းဟာနောက်တစ်ချိန်တရားမင်းကိုစီးကပ်ရန်တွားရောက်တဲ့အခါတရားမင်းကအဆွေနဂါမင်းတရားမင်းဖြစ်ရန်ဆုတောင်းခဲ့ပြီလို့ဟုမင်းမြန်းခဲ့ပါတယ်ဒီအခါပထဝီနရနဂါမင်းကအရှင်တရားမင်းကျွန်ုပ်သည်မြတ်စွာဘုရားနှင့်တန်ဃာတော်များကိုစီးကပ်ပြီးဆုတောင်းခဲ့ပါပြီသို့တော်တရားမင်းဖြစ်ရန်မဟုတ်ပါနောင်ခါပွင့်တော်မူမည်ဘုရားတဆူဆူဤသားတော်ယဟန္တာဖြစ်ရပါလိုကြောင်းဆုတောင်းခဲ့ပါသည်အရှင်တရားမင်းလည်းဤကဲ့သို့နိဗ္ဗာန်ဆုကိုဆုတောင်းတဲ့မှာကြောင်းဖြေကြားခဲ့ပါတယ်ဓမ္မမိတ်ဆွေဖြစ်တဲ့တရားမင်းလည်းနဂါမင်းဤစကားကိုဝမ်းမြောက်စွာလက်ခံပြီးဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်တရင်300ကျောင်းတော်ကိုအချမ်းအယံနတ်ပရိသတ်များနှင့်အတူတွားရောက်ရှိခိုးခဲ့ပါတယ်ထိုအချိန်မှာဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ဟာတန်ဃာတို့အလယ်မှာယဟန်တစ်ပါးကိုတရာပပ္ပိစိတာဟုသောဣရတိဘွယ်ထူးဖြင့်မြောက်စားချင်းမြတ်တော်မူနေတဲ့အချိန်ဖြစ်ပါတယ်တရားမင်းလည်းထိုယဟန္တာမထေရကိုအလွန်ကြည်ညိုသွားခဲ့ပြီးနောင်အခါဖះတဆူဆူဤသာသနာဝယ်ထိုကဲ့သို့ဣရတိဘွယ်ထူးရယဟန္တာဖြစ်ရပါလိုကြောင်းဆုတောင်းခဲ့ပါတယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကတင်တရားမင်းသည်ဂေါရမမြတ်စွာဘုရားရှင်ဤသာသနာဝယ်ရထပါဠဘွဲ့နာမဖြင့်တရာပပ္ပိစိတယဟန္တာတစ်ပါးမလွဲစင်စစ်ဧကံဖြစ်လိမ့်မည်ဟုသောဗျာဒိတ်စကားကိုမိန့်ကြားတော်မူခဲ့ပါတယ်တရားမင်းနဲ့နဂါမင်းတို့ဟာထိုဘဝမှာစုတည်ခဲ့ကြပြီးသူဂတိဘုံဘဝများစွာမှာကျင်လည်ခဲ့ကြကာလွန်ခဲ့သော92ကဘာထက်မှပွင့်တော်မူခဲ့တဲ့ဖုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်မှာလူဖြစ်လာခဲ့ပါတယ်ဖုဒ္ဓမြတ်စွာဘုရားရှင်ဤခမဲတော်ကတော့မဟိန္ဒမင်းကြီးဖြစ်ပါတယ်ဖုဒ္ဓမြတ်စွာဘုရားရှင်မှာအဖေတူအမေကွဲညီနောင်3ဦးလည်းရှိခဲ့ပါတယ်မဟိန္ဒမင်းကြီးဟာသားတော်ဖုဒ္ဓမြတ်စွာဘုရားရှင်ကိုအလွန်ကြည်ညိုလှတဲ့အတွက်အခြားမြည်သူကိုမှစီကတ်ခါစားလှုပ်ကြွေးခွင့်မပြုခဲ့ပဲကိုယ်တိုင်သာစီကတ်လှုပ်ကြွေးခဲ့ပါတယ်ဒီနေ့မှာတော့မဟိန္ဒမင်းကြီးရဲ့တိုင်းနိုင်ငံနယ်စွန်နယ်ပြားမှာပုံကန်ထကြွမှုများဖြစ်ပွားလာတဲ့အတွက်နှိမ်နှင်းဖို့သားတော်3ပါးကိုစစ်လွတ်ခဲ့ပါတယ်မဟိန္ဒမင်းကြီးသားတော်3ပါးတို့ဟာရန်သူများကိုအောင်မြင်စွာနှိမ်နှင်းပြီးတဲ့အခါဆုလက်အဖြစ်နောင်တော်မြတ်စွာဘုရားကိုပြုစုလှုပ်ကြွေးခွင့်ပြုဖို့ဖခင်ဘုရင်ကြီးကိုရှောက်တင်ခဲ့ကြပါတယ်ဘုရင်ကြီးကခွင့်မပြုလိုပေမဲ့နောက်ဆုံးမှာတော့သားတော်များရဲ့ဆန္ဒကိုလိုက်ရောပြီးမြတ်စွာဘုရားကိုစီကတ်ခါစားဖို့ခွင့်ပြုခဲ့ပါတယ်မဟိန္ဒမင်းကြီးသားတော်3ပါးတို့ဟာမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်များကိုပြုစုလှုပ်ကြွေးရန်အတွက်10ပါးသီလခံယူစောင့်တည်ကြပြီးမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်များကိုနေ့စဉ်ပြုစုလှုပ်ကြွေးရန်ဝေယဝစ္စလုပ်ကြမယ်အကြည်အမှု3ဦးတို့ကိုစနစ်တကျရွေးချယ်ပြီးတာဝန်ပေးခဲ့ကြပါတယ်ဝေယဝစ္စဆောင်ရွက်ကြတဲ့အကြည်အမှု3ဦးနဲ့ပထမတဦးဟာစံစဘာအစရှိတဲ့စားနာရိက္ခာများကိုရရှိအောင်တာဝန်ယူဆောင်ရွက်ရပါတယ်ဒုတိယတဦးကတော့နေ့စဉ်ကုန်ကြမဲ့ဈေးစကားများကိုစီမံခန့်ခွဲတဲ့တာဝန်ယူရပါတယ်တတိယတဦးကတော့စွန်ဘောဇင်ခဲဝယ်များကိုပြည့်စုံအောင်ချက်ပြုတ်ရတဲ့တာဝန်ယူရပါတယ်ဖုဒ္ဓမြတ်စွာဘုရားရှင်ကိုစွန်ဘောဇင်များနဲ့ရိုသေစွာလှုပ်ကြွေးပြုစုခဲ့ကြတဲ့ဝေယဝစ္စမှု3ဦးနဲ့ပရမတဦးဟာအခုဗဒ္ဒကဘာမှာပွင့်တော်မူခဲ့တဲ့ဂေါရမမြတ်စွာဘုရားရှင်ရဲ့လက်ထက်မှာဗိမ္ပိတာရာမင်းကြီးဖြစ်လာခဲ့ပါတယ်ဒုတိယတဦးကတော့ဝိသာခတတိဖြစ်လာခဲ့ပြီးတတိယတဦးကအရှင်ရထပါဠမထေရဖြစ်လာခဲ့ပါတယ်